Academy ရအောင်ရရချေတဲ့အနေနဲ့ဖွေးဖွေးရဲ့အင်ကြီးကိုအတုခိုးပြီးဝစ်ခဲ့တဲ့ရတနာဘို2025အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင် Academy ဆုကြီးကိုတော့မောင်မီဖရားရုပ်ရှင်ဇာတ်ကားနဲ့ရတနာဘိုကရရှိသွားခဲ့ပါတယ်။ထိတ်တန်း Academy မင်းသမီးတွေဖြစ်ကြတဲ့ဖွေးဖွေးတို့ဝတ်မုံရွှေရီတို့ကိုတောင်ကြွတက်ပြီးအခုလို Academy ရခဲ့တဲ့အပေါ်ပရိသတ်တွေလည်းအံ့ဩနေရတာပါ။နောက်ပြီးရတနာဘိုကအကောင်းဆုံးဝတ်စားဆင်ရင်မှုဆုကြီးကိုပါရရှိခဲ့တာဖြစ်ပါတယ်။တကယ်တော့ရတနာဘိုဝတ်ဆင်ခဲ့တဲ့ဝတ်စုံကဖွေးဖွေးရဲ့အဝတ်အစားနဲ့တပုံစံတဲ့နီးပါးတူညီတာပါမြန်မာစံပြီးရိုးရှင်းတဲ့ရှေးခေတ်အမျိုးသမီးတစ်ယောက်ရဲ့အကျင့်အစင်မျိုးကိုဖွေးဖွေးကအရင်ဆုံးဝတ်ခဲ့တာဖြစ်ပါတယ်။ပုံစံဒီဇိုင်းချင်းတူညီယုံတာမကအဖြူရောင်ရှင်းပါတူညီပြီးဖွေးဖွေးရဲ့အင်ကြီးကိုအတုခိုးထားတယ်ဆိုတာပေါ်လင်ခဲ့ပါတယ်။တကယ်တော့ရတနာဘိုကအကယ်ဒမီဆုကြီးရဖို့အတွက်ရတရာခြေတဲ့အနေနဲ့ဖွေးဖွေးရဲ့အင်ကြီးကိုအခုလိုပုံစံတူအတုခိုးပြီးတော့ဝတ်ဆင်ခဲ့တာပါ။ဖွေးဖွေးကမြန်မာရုပ်ရှင်အနုပညာလောကထဲမှာအကယ်ဒမီ3ဆုရရှိထားတဲ့မင်းသမီးဖြစ်တယ်လို့3ခုစလုံးကဇက်ဆောင်အကယ်ဒမီတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အကယ်ဒမီ3ခုချင်းတူရင်တောင်မှဇက်ပို့တစ်ခုရရှိထားတဲ့ဝတ်မုံရွှေရီကဖွေးဖွေးကိုမရှင်းနိုင်ပါဘူး။ဒါကြောင့်ရတနာဘိုကလည်းခန့်မှန်းထားတဲ့ရင်ခုန်တဲ့အတိုင်းအကယ်ဒမီဆုရရှိဖို့အတွက်ဖွေးဖွေးဝတ်ဆင်ခဲ့တဲ့ဝတ်စုံကိုနမူနာယူပြီးဒီနှစ်အကယ်ဒမီပွဲကြီးကိုတက်ရောက်ခဲ့တာပါ။ဖွေးဖွေးကတော့2024ခုနှစ်အကယ်ဒမီမှာဒီဝတ်စုံကိုဝတ်ခဲ့တာဖြစ်ပါတယ်။အမွေသမီးတယောက်ရဲ့အလှတွေကိုပေါ်လွင်စေတဲ့ရင်ခံအင်ကြီးနဲ့ဖြူလော့နေတဲ့အဖြူရောင်စာပါနဲ့ပုံဖော်ချိုးလုပ်ထားတဲ့ဒီအင်ကြီးဒီဇိုင်းကဖွေးဖွေးဝတ်တုံးကအရန်နာမည်ကြီးခဲ့တာပါ။ဒါကြောင့်ရတနာဘိုကလည်းဒီနှစ်မှာဖွေးဖွေးဝတ်ခဲ့တဲ့အင်ကြီးအတိုင်းပုံစံတူချုပ်လုပ်သည့်အကယ်ဒမီပွဲကိုတက်ရောက်ကပထမဆုံးအကယ်ဒမီဆုကိုပါရယူသွားနိုင်ခဲ့တာပါ။ဇက်ဆောင်အကယ်ဒမီတွေကိုသာတိမ့်ပိုက်ရယူထားတဲ့မင်းသမီးကြီးရဲ့ကန်ဆာတာတွေအတိုင်းထပ်တူညီစေဖို့အတွက်ရတရာခြေတဲ့အနေနဲ့ဒီလိုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနှစ်အတိုင်းပဲရတနာဘိုအတွက်နှစ်ပေါင်းများစွာစူးစမ်းပြီးတဲ့နောက်ဒီနှစ်မှာတော့အားလုံးကိုကြော်တက်ပြီးအကယ်ဒမီကိုရသွားခဲ့ပါပြီ။သူမရဲ့စူးစမ်းမှုတွေနဲ့လည်းအကယ်ဒမီကတကယ်ကိုထိုက်တန်ပါတယ်။ဖွေးဖွေးကလည်းရတနာဘိုနဲ့အပြိုင်အကယ်ဒမီခန့်မှန်းခံခဲ့ရပြီမဲ့သူမကိုကြော်တက်သွားတဲ့အပေါ်စိတ်မဆိုးပဲထပ်တူဝမ်းသာတယ်လို့ဆိုပါတယ်။တကယ်တော့ဖွေးဖွေးနဲ့ရတနာဘိုတို့ကအကယ်ဒမီရတဲ့ချိန်လဲတော်တော်ကန်ဆက်နေတာပါ။ဖွေးဖွေးကညားငတ်လေးတွေရဲ့ဘဝကိုပုံဖော်ရိုက်ကူးတဲ့ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီရခဲ့ဘူးသလိုအခုရတနာဘိုကလည်းငွေမျက်နှာကြောင့်လမ်းမရောက်ခဲ့ရတဲ့ပလေတန်စွာမင်းကလေးတယောက်အနေနဲ့အကယ်ဒမီရသွားခဲ့တာပါ။ဖွေးဖွေးရဲ့အင်ကြီးပုံစံကိုအတူယူဝတ်ဆင်လာခဲ့တဲ့အတွက်အကယ်ဒမီရသွားသလိုဖွေးဖွေးရဲ့ရုပ်ရှင်ဇာတ်ကားတဲ့ဇလန်းပုံစံချင်းမှာဆင်တူနေတာပါ။ဒီကြားထဲမှာအဖို့ဆိုအနေနဲ့အကောင်းဆုံးဝတ်စားဆင်ရင်မှုဖက်ရှင်ဆုကြီးကိုပါရရှိသွားခဲ့ပါသေးတယ်။ပရိသတ်တွေကတော့ရတနာဘိုအတွက်အရန်ကိုဂုဏ်ယူနေရတာပါ။ဖွေးဖွေးကတော့ဒီနှစ်မှာလက်လျှော့ခဲ့ရပေမဲ့နောက်နှစ်မှာသူမရဲ့ရုံတင်ရုပ်ရှင်ဇာတ်ကားနဲ့အများကြီးရှိနေတာမလို့လေးသက်ကွမ်အကယ်ဒမီဖွေးဖွေးဖြစ်လာတော့မှာပါ။ဖွေးဖွေးရဲ့အင်ဂျီပုံစံကိုအတူယူဝတ်ဆင်လာပြီးအကယ်ဒမီရခဲ့သလိုဖက်ရှင်ဆုကိုပါရရှိခဲ့တဲ့ရတနာဘိုရဲ့ရတရာအစွမ်းထက်မှုကြီးကိုယုံကြည်သနာဆိုတာပြောမြတ်ခဲ့ပါဦးနော်